ယံကိဉ္စီဝိတံဣဒဝါဟုရံဝါတကေတုဝါယံရတနံပဏိတံနာနောသမံအထိတထာဂတိနဣဒံဘိဓမ္မေရတနံပဏိတံဣတိနာသစ္စေနာသူထိဟောတုဣဒဝါလူတို့နေရာမျိုးရွာဌာနဤလောက၌၎င်းဟုရံဝါနဂါကလုံးဖုံဖုံနေကြဟိုအောက်လောက၌၎င်းတကေတုဝါနတ်မြို့6လီဗြဟ္မပြည်တို့၌၎င်းဝိတံပိတိအစွမ်းကိုစိတ်လန်း၍ဝံပန်းจิตာနှစ်သက်စရာလီဖြစ်ပေထသောပဏိတံလောကီယေယယရဏဝေအသာဆုံးမြတ်ဆုံးလီဖြစ်ပေထသောယံကိဉ္စီသက်ရှိသက်မဲ့ကျွေးမဲ့ဥဒ္ဒုံလုံးစုံသောယံရတနာဥစ္စာရှင်တို့သုံးဆောင်ဖို့လျင်နှစ်မြို့ဝေယအချင်းယရဏတိအတ္တိရှေကံအလျောက်ဘုံကံတောက်ကဝမ်းမြောက်ဖွယ်ရာထင်ရှားရှိပါပေ၏ဧထာနိတ္တရွှင်လံပီတိဖြံဖို့သိမ့်တံကရေအထွေထွေသောဤယရဏတို့တွင်ဓမ္မေနတရားတော်နှင့်တမံဒန္တုထား၍ရှုစားလောက်စွာတစုံတရားသောယရဏတိနာနောအထိနတ္ထိဧဝအကြောင်းကိုကြည့်အကျိုးကြည်လီမရှိဧကံအမှန်ပင်ဖြစ်ပါပေတော့၏ဣဒံမိဓမ္မေငါတို့တရားတော်မြတ်သည်လေပဏိတံလောကီဥစ္စာယရဏထက်ကဲတာမြတ်မွန်တုဘက်လွန်သောယရဏံယုသေးလေးမြတ်စိကဖို့ရာရဏတဆုဖြစ်တော်မူပါပေ၏ဧဒေနာသစ္စေနမှန်ကန်လှစွာဤဝစီသစ္စာကြောင့်ပါဏိနံဘေးရန်ခတ်သိအငြိမ်ကြလိုမြလူဘို့တို့အားသူထိတင်တဲ့ဘုရားတန်တန်နှင့်ဘေးရန်ခတ်သိအငြိမ်ခြင်းသည်ဟောတုစင်စေမသွေဖြစ်ပါစေတည်း